အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီမှာ share ပေးဖို့နဲ့ဒီမှာ share you channel နေပြီးတော့အကျိုးဆိုပါရလို့ကျွန်တော်ခုကမြောက်ပေးခြင်းနဲ့အကြောင်းအရာတွေကတော့ဗာလဲဆိုတော့မိတ်ဆွေတွေပေါ်မှာအချီတက်နဲ့ပြတ်တန်းနိုင်မှုအတွက်ကျွန်တော် Brian Tracy ရန်နေပြီးတော့လေးလာသိရှိထားတဲ့အချက်ကလေး၄ချက်ကိုမြောက်ပေးခြင်းပါတယ်နံပါတ်1ကဗာလဲဆိုတော့နံပါတ်1ကကျွန်တော်မိဘတွေကိုခွင့်လို့ပါမိဘကျွန်တော်မိဘတွေဆိုတော့လည်းပုထုဇဉ်ဖြစ်တဲ့အတွက်ကျွန်တော်ဘောမှာကောင်းတာလည်းရှိနိုင်တယ်လို့ဆိုးရလည်းရှိကောင်းရှိနိုင်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့မိဘတွေကိုခွင့်လို့ပါနံပါတ်2ကကျွန်တော်တို့ချစ်သူကြီးစားချစ်သူကြီးစားအင်တော်ဘက်တွေကိုလည်းခွင့်လို့ပါလို့သူလည်းကျွန်တော်တို့ပုံမှာအကောင်းတာရှိနိုင်တယ်လို့ဆိုရလည်းရှိနိုင်ပါတယ်အဲကြောင့်သူတို့လည်းခွင့်လို့ပါနံပါတ်3ကတော့ကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းကျွန်တော်လှုပ်ဖို့ကိုင်းဘက်တွေကျွန်တော်တို့နာကျင်အောင်လည်းလှုပ်ခဲ့တဲ့မိတ်ဆွေရှိနိုင်တယ်လို့ကျွန်တော်တို့ပုံမှာကောင်းတဲ့မိတ်ဆွေလည်းရှိနိုင်ပါတယ်အဲကြောင့်သူတို့လည်းကျွန်တော်ခွင့်လို့ပါနံပါတ်4ကတော့ကျွန်တော်တို့ကိုခွင့်လို့ပါဘာဖြစ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းလူသားဖြစ်တဲ့အတွက်အမားတွေလည်းကောင်းလုံးနိုင်ပါတယ်အဲ့ဒီအတွက်လည်းကိုအပြစ်မတင်မနဲ့ကိုခွင့်လို့ပါလို့ပြောချင်ပါတယ်အဲကြောင့်ကျွန်တော်အခုမြောက်ပြီးတဲ့ဒီအချက်လေး၄ချက်ကမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်